မန်ယူအသင်းကအနိုင်ကိုတွင်ကမြန်မာတမိုင်းစိုက်ထိုးနိုင်ခဲ့တာကြောင့်တခါမှမချီးမြှင့်ဖူးတဲ့စုကြီးနဲ့ချီးမြှင့်ခံခဲ့ရတဲ့မောင်မောင်လွင်ကတော့မြန်မာနိုင်ငံကိုနိုင်ငံတကာမှာဂုဏ်ယူဝင့်ကြွားနိုင်အောင်လက်တလုံးမှပူပူနွေ့နွေ့စူးစမ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။မောင်မောင်လွင်တယောက်အာဆီယံအော်စတာအတင်းမှာရွေးချယ်ခံခဲ့ရတဲ့ကဂုဏ်ယူအောင်လုပ်ပေးနိုင်မယ်ဆိုတာကိုယုံကြည်ထားကြတာပါ။ဒါကြောင့်မို့လဲမန်ယူနဲ့ကစားရေးပွဲမှာခြေစမ်းပြကတကူကူမရှိနေအနိုင်ယူပြနိုင်ခဲ့တာပါ။မန်ယူအသင်းကိုတွင်လိုက်နိုင်တာကမြန်မာပြည်သူတွေအတွက်တော့ဂုဏ်ယူစရာဖြစ်လို့နေရပါကမ္ဘာဖလားရဲ့အချင်းချင်းရရှိခဲ့တဲ့မန်ယူအသင်းကမောင်မောင်လွင်လိုမြန်မာလက်ယူစင်ကစားသမားလက်အောက်မှာရှုံသွားခဲ့ရတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့လဲမောင်မောင်လွင်ကဆိုရှယ်မီဒီယာမှာလည်းနာမည်ကြီးသွားရသလိုတကယ်နဲ့ကိုအားပေးချီးကျူးခံရတာပါ။နိုင်ငံကုန်းဆောင်နိုင်တာကြောင့်ပြည်သူတွေစီကနေချီးကျူးခံရသလိုနိုင်ငံဘောလုံးအသင်းချုပ်စီကနေလည်းချီးကျူးမှုတွေရရှိလို့နေရပါ။မောင်မောင်လွင်ကိုနိုင်ငံဘောလုံးအသင်းချုပ်ကနေကွန်ပျူညစာစာပွဲကိုစစ်စင်ပေးကအတင်းရတာဝန်ရှိသူတွေကတယောက်ကွန်ပျူပေးခဲ့ကြတာပါ။ဒါပြင်မြန်မာနိုင်ငံလက်ရွေးစင်အသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ရဝတီဘဏ်ဥက္ကဋ္ဌကလည်းအသင်းဥက္ကဋ္ဌတယောက်အနေနဲ့စုချွေးငွေတွေချီးမြှင့်ပေးခဲ့တာပါ။မန်ယူအသင်းကိုတွင်နိုင်တာကအာရှနိုင်ငံတွေထဲမှာဆိုလေမြန်မာနိုင်ငံအနေနဲ့အတော်လေးကိုဂုဏ်တက်ပါတယ်။ဒါကြောင့်မို့လဲဘောလုံးအသင်းချုပ်ကမောင်မောင်လွင်ကို3,000စုချွေးငွေချီးမြှင့်ခဲ့တာပါ။အာရှအသင်းတွေမှာတော့အခုလိုဂုဏ်ဆောင်နိုင်ရင်ဒေါ်လာသိန်းချီစုချီးမြှင့်ခံရပါတယ်။မြန်မာနိုင်ငံကလည်းသူ့ချင်းနေနဲ့သူဖြစ်တာမို့တနိုင်တဲ့3,000ကိုစုချီးငွေနဲ့ချီးမြှင့်တာပါ။3,000ဆိုတဲ့ပမာဏကမြန်မာနိုင်ငံအတွက်တော့အတော်လေးကိုမြင့်မာပါတယ်။ဒါပေမဲ့လည်းကွန်ပျူတာနဲ့ကစားသမားမို့အခုလိုစုချီးငွေများများနဲ့ကွန်ပျူပေးတာပါ။မောင်မောင်လွင်ကအခုလိုခြေစမ်းပြနိုင်တာကြောင့်မို့လာစားလည်းအများကြီးဒေါ်လာနိုင်ခြင်းရှိနေပါပြီ။တကယ်လို့သာလက်ရွေးစင်ကစားသမားအနေနဲ့မြန်မာနိုင်ငံအတွက်မကစားတော့ပဲအာဆီယံနိုင်ငံကအသင်းတွေကိုပြောင်းမယ်ဆိုရင်မောင်မောင်လွင်ရဲ့ကစားခြေကအတော်လေးကိုများလာမှာပါ။အရင်တုန်းကတော့မောင်မောင်လွင်ကတလောက်ကို300ခြေကိုရရှိတာပါ။မြန်မာနိုင်ငံမှာမောင်မောင်လွင်လိုကစားသမားတယောက်ရှိတဲ့အတွက်ဂုဏ်ယူနေရတာဖြစ်ပါတယ်။မောင်မောင်လွင်ကထက်မြက်သလိုခြေစွမ်းလည်းပြနိုင်တာကြောင့်တခြားပြည်ပအတင်းအလည်းစိတ်ဝင်စားလို့နေကြမှာအမှန်ပါပဲ။လာစာကိုမျှော်ကိုမဲ့ဆိုရင်တော့လာမယ့်ရာသီတွေမှာမောင်မောင်လွင်အနေနဲ့ပြည်ပအတင်းတွေစီသွားကစားနိုင်မှာဖြစ်ပြီးမြန်မာနိုင်ငံကုန်းဆောင်ဖို့ဆိုရင်တော့မြန်မာလက်ယူစင်အတင်းမှာသာဆက်ရှိနေမှာဖြစ်ပါတယ်။မြန်မာလက်ယူစင်အတင်းကပြည်ပနိုင်ငံတွေမှာဂုဏ်မဆောင်နိုင်ခဲ့တာကြပါပြီ။မြန်မာအကစားရွှေတီဆောင်ခဲ့တဲ့ခေတ်ကလည်းကြာခဲ့ပြီးဖြစ်တဲ့အတွက်အရင်လိုအချိန်ကိုပြန်တန်းတနေကြတော့မှအမှန်ပါပဲ။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အမျိုးသမီးလက်ယူစင်အတင်းမှာဆိုလေအောင်ပွဲရစက်တိုက်ဖြစ်လာသလိုလက်ယူစင်ကစားသမားတွေကလည်းကိုစီကုန်းဆောင်လာခဲ့ကြတာဖြစ်ပါတယ်။မောင်မောင်လွင်ကလည်းမန်ယူကိုတွန်းသလိုနောက်ထပ်ကုန်းဆောင်နိုင်ဖို့ဆက်ကြိုးစားတော့မှာပါ။မန်ယူကိုတွန်းနိုင်တာကြောင့်3,000စုချွေးငွေရရှိခဲ့တဲ့မောင်မောင်လွင်ကိုအားကျလာစွာပြောပြခဲ့ပါရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျမတို့ရဲ့ page လေးကနေဘရောစိတ်ဝင်စားဖွယ်ရအကြောင်းအရာများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်သောဗရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်